အကြောင်းစုံမှအကောင်းဆုံးမည်လောကလူတွေကအကောင်းဆိုလို့ရှိရင်စုံအောင်ကြိုက်ကြတယ်သို့တော့အကောင်းဆုံးကိုရစေနိုင်တဲ့အကြောင်းဆုံးကိုလုပ်ဖို့ရကြတော့မလုပ်ဖဲရှိနေတတ်တယ်အကောင်းအစုံကြိုက်တယ်ဆိုလို့ရှိရင်ထိုအကောင်းကိုရခြင်းရဲ့အကြောင်းတရားအစုံပြုလုပ်ဖို့လိုအပ်တယ်လို့ဒါလေးကိုမှတ်ထားဖို့နော်အကြောင်းစုံမှအကောင်းစုံမည်ကုသိုလ်ဆိုတဲ့အကြောင်းတရားလုပ်တဲ့အခါမှာအစုံလုပ်အောင်အကျဉ်းအပြင်ပြောရမယ်ဆိုရင်ဒါနဆိုတာလည်းလုပ်ရမှာပဲသီလဆိုတာလည်းလုပ်ရမှာပဲဘာဝနာဆိုတာလည်းလုပ်ရမှာဟုတ်ကဲ့ဘယ်သူပြောတာမှနားမယောင်နဲ့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဒါနလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့တရားလို့ဟောထားတယ်သီလကလည်းစောင့်ရမယ့်တရားဘာဝနာလည်းအားထုတ်ရမယ့်တရားလို့တချို့ကပြောတတ်ကြတယ်နိဗ္ဗာန်ရဖို့အတွက်ဝိပဿနာတရားအားထုတ်ရင်ပြီးရောဒါနလှုပ်เสียမလိုဘူးလို့ဒီလိုပြောတာမျိုးတွေကြတော့သွားနားမယောင်မှုအရေးကြီးတယ်နော်ဒါနဆိုတာဒါနရဲ့အကျိုးဘုန်းကြီးတို့ငယ်ငယ်တုန်းကတည်းကဟောတယ်ပြောတယ်နေကြားခဲ့တယ်ဒါနကတန်တရားရှိတယ်တကယ်တော့တန်တရားရှိစေတတ်တဲ့တရားလို့မြတ်စွာဘုရားဟောထားတဲ့ဟာကတဏှာရဲ့မာနရဲ့ဒိဋ္ဌိရဲ့တဏှာဆိုတဲ့တွေ့တာမှုမာနလို့ဆိုတဲ့အထင်ကြီးမှုဒိဋ္ဌိလို့ဆိုတဲ့မှားယွင်းတဲ့အမြင်ရှိမှုအဲ့ဒီတရားသုံးခုကသာလေတန်တရားကိုချဲ့ထွင်တတ်တဲ့ပပင်စတရားလို့ဘုရားဟောတာဒါနကိုတန်တရားချဲ့တဲ့တရားလို့မဟောပါဘူးဘယ်တရားမှဘယ်တုတ်တံမှမြတ်စွာဘုရားဟောထားတာမရှိဘူးဒါနလုပ်တဲ့အခါမှာတဏှာပါရင်တော့တန်တရားချဲ့မှာပဲနော်အဲ့ဒါတန်တရားကျဲသွားတာဒါနကြောင့်ကျဲတာလားတဏှာကြောင့်ကျဲတာလားအဲ့ဒါကိုကွဲကွဲပြားပြားသိဖို့လိုတယ်မြတ်စွာဘုရားတရားဟောထားတဲ့တည်းमेंဒါနဆိုတာလည်းလှုပ်တဲ့လှုပ်ထိုက်တယ်သီလဆိုတာလည်းစောင့်တည်ရမှာဖြစ်တယ်ဘာဝနာဆိုတဲ့နေရာမှာလည်းပဲမြတ်စွာဘုရား